မင်္ဂလာပါမောင်ရုပ်တန်သတင်းစီစဉ်ရနေကြိုးဆိုပါရစေဒီကနေ့နေလ31ရက်နေ့နေ့လယ်ပိုင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါကျွန်တော်ကတော့လင်းလက်ဖြစ်ပါတယ်အခုတင်ဆက်ပေးမှာတော့စေအုပ်စုရဲ့လုပ်ဖော်ကိုင်ဘတ်ခရိုနီအိုကိုလက်နဲ့သူ့ရဲ့ KK Business Group ဝင်ရအကြောင်းကို GFN ကထပ်မံဖော်ထုတ်လိုက်တဲ့သတင်းအမ်ပလက်မှာစေအုပ်စုထိုးစစ်ကိုခုခံကာကွယ်နေရချိန်စစ်ပေးရှောင်နေအိမ်တွေဖောက်ထွင်းခံရတဲ့သတင်းစေအုပ်စုရဲ့အဖျက်မှုကြောင့်မေလာထဲမှာကလေးငယ်တွေအပါအဝင်အရပ်သား46ဦးသေဆုံးခဲ့တဲ့သတင်းအပြင်မြန်မာစေအုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာအိန္ဒိယကြံရပါဝင်နေမှုကိုချက်ချင်းရပ်တန့်မှုလူခွင့်ရေးအဖွဲ့တွေတောင်းဆိုခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါအခုပထမဆုံးတင်ဆက်ပေးမှာတော့စေအုပ်စုရဲ့လုပ်ဖော်ကိုင်ဘတ်ရန်ကုန်အခြေစိုက်လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ KK Business Group နဲ့ဥက္ကဋ္ဌဖြစ်သူအိုကိုလက်တို့ပါစေအုပ်စုကိုငွေကြေးနဲ့တန်တမာရေးအရာဘလို့ပဲပုံထောက်ပံ့နေတဲ့ဆိုတာကိုလူခွင့်ရေးအကြွလှုပ်ရှားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Justice for Myanmar GFM ကမေလ30ရက်နေ့မှာစုံစမ်းစစ်ဆေးရေးအစီရင်ခံစာဒုတိယပိုင်းကိုထုတ်ပြန်ကအသေးစိတ်ထပ်မံဖော်ထုတ်လိုက်ပါတယ်ဒီအစီရင်ခံစာထဲမှာ Gulf Group လို့လည်းလူသိများတဲ့ KK Business Group အကြောင်းကိုရှင်းရှင်းလင်းလင်းဖော်ပြထားပြီးအရင်စစ်ဆိုးရအထက်2004ခုနှစ်ကတည်းကတည်ထောင်ခဲ့တဲ့ဒီလုပ်ငန်းစုဟာအခုဆိုရင်မြန်မာနိုင်ငံမှာကုမ္ပဏီအနည်းဆုံး15ခုထိရှိနေပြီလို့ဆိုပါတယ်။ပိုကိုလက်ရဲ့စီးပွားရေးလုပ်ငန်းစုကြီးဟာပုံသွဲရေး၊လုပ်ငန်း၊စောက်လုပ်ရေး၊ဟိုတယ်၊လေကြောင်းလိုင်းလုပ်ငန်းတွေအထိနယ်ပယ်စုံလွှမ်းခြုံလုပ်ကိုင်နေတာကို GFM ကအဆိုပါဝင်ကုမ္ပဏီများရဲ့အမည်များနဲ့အကွာအတိအကျထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စေအုပ်စုကအာဏာသိမ်းပြီးနောက်ပိုင်းပိုကိုလက်ဟာသူ့ရဲ့လုပ်ငန်းတွေကိုတိတိတသာတိုးချဲ့လာခဲ့ပြီးစေအုပ်စုကတင်းကျပ်စွာထိန်းချုပ်ထားတဲ့ရေနံနဲ့အဘာဝအငွေရေချောင်းဝင်ဆောင်မှုလုံခြုံရေးဝန်ဆောင်မှုလိုမျိုးအနေအမြင့်ကဏ္ဍတွေမှာကုမ္ပဏီအသစ်6ခုထပ်မံထပ်ပြီးတည်ထောင်ခဲ့တာကို GFM ကကုမ္ပဏီအမည်တွေနဲ့အကွာထုတ်ပြန်ခဲ့တာပါနောက်ထပ်တင်ဆက်ပေးမှာတော့ချင်းပြည်နယ်တောင်ပိုင်းအမ်ပလက်မြို့နယ်မှာကျန်းဖတ်စစ်တပ်နဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ရှောင်နေအချို့ဖောက်ထွင်းခံနေရတာကြောင့်ညမထွက်ရအပါအဝင်အခြားအမြင့်ချက်တွေပါဝင်တဲ့ဒေသန္တရအမိန့်အခုကိုကမ်ပလက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာမေလ30ရက်နေ့မနေ့ကထုတ်ပြန်ခဲ့ရပါတယ်ခုလက်ရှိအခြေအနေအရကမ်ပလက်မြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်တွေကိုချင်းဟိုလန်ရေးအဖွဲ့တွေကခုခံတော်လှန်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်ဒီလိုစစ်ရေးပြင်းထန်နေတဲ့ကာလအတွင်းကမ်ပလက်မြို့ပေါ်ကနေစွန့်ခွာသွားတဲ့အရပ်သားပြည်သူတွေရဲ့နေအိမ်တွေဖောက်ထွင်းခံနေရတယ်လို့လည်းသိရပါတယ်လူမရှိတဲ့နေအိမ်တွေကိုဖောက်ထွင်းပြီးအဖိုးတန်ပစ္စည်းတွေခိုးယူနေမှုကြောင့်အရပ်သားတွေအနေနဲ့အတက်နိုင်ဆုံးကိုယ်နေအိမ်နဲ့ဘုံခိုကျင်းနေမှာပဲညာတိုင်းနေထိုင်ကြဖို့ကမ်ပလက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အခုလမေလအတွင်းကျန်းဖတ်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်အရပ်သားပြည်သူ46ဦးသေဆုံးခဲ့ရပြီးအဲ့ဒီထဲမှာအသက်အပြည့်သေးတဲ့ကလေးငယ်12ဦးထိပါဝင်နေတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။ AAPP ရဲ့ကောက်ယူရရှိထားတဲ့အချက်လက်တွေအရမေလ1ရက်နေ့ကနေ29ရက်နေ့အထိနိုင်ငံတော်ဝန်မှာကျန်းဖတ်စေအုပ်စုရဲ့အချက်ကြောင့်အရပ်သား46ဦးသေဆုံးခဲ့ကြောင်းအမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့သိရပါတယ်။သေဆုံးသူတွေထဲမှာအမျိုးသမီး18ဦးအမျိုးသား29ဦးပါဝင်နေပြီးအသက်9လသားအရွယ်ကလေးငယ်အဦးပါဝင်တမပြည့်သေးတဲ့ကလေးငယ်တဦးထိပါဝင်နေတယ်လို့သိရပါတယ်။သေဆုံးသူတွေဟာပဲခူးတိုင်းကအများဆုံးဖြစ်ပြီးအရေအတွက်ဟာ10ဦးထိရှိတယ်လို့ဆိုပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ခုလက်ရှိစစ်ကောင်းဆောင်မဲအောင်လှိုင်ရဲ့အိန္ဒိယခရီးစဉ်ဟာအိန္ဒိယအနေနဲ့မြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကြံရပါအဖြစ်ပုံမနှဆိုင်စွာပါဝင်ပတ်သက်လာနေတဲ့ဆိုတာကိုပြသနေတဲ့အကြောင်း Justice for Myanmar GFM ကထုတ်ပြန်လိုက်ပါတယ်။ဒါအပြင်အိန္ဒိယလေတပ်နဲ့အစိုးရပိုင်လုပ်ငန်းတွေဟာအရန်အဝင်မြန်မာစစ်အုပ်စုကိုစစ်ပတ်သုံးပစ္စည်းတွေအခြေခံအဆောက်အအုံတွေနဲ့တင်နန်းတွေပံ့ပိုးပေးနေတာကိုဖော်ထုတ်ထားတဲ့အစီရင်ခံစာကိုပြန်လည်ရည်ညွှန်းပြီး GFM ကဒါရီယာစစ်အုပ်စုရဲ့ရက်ဆက်လာတဲ့စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုအိန္ဒိယအနေနဲ့ဘလောက်ထိအားပေးကူညီရာရောက်နေလဲဆိုတာကိုပြသနေတယ်လို့ထောက်ပြပြောဆိုလိုက်ပါတယ်။အထူးသဖြင့်အရှိစစ်ကောင်ဆောင်မဲအောင်လှိုင်ရဲ့ဒေလီခရီးစဉ်ကိုကြည့်ရင်အိန္ဒိယအစိုးရနဲ့မြန်မာစစ်တပ်ရဲ့ပုံမနီးကပ်လာတဲ့ဆက်ဆံရေးကိုအထင်ရှားမြင်တွေ့နိုင်ပါတယ်။မြန်မာစစ်အုပ်စုဟာအရပ်သားပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်နေပြီးလူပေါင်းများစွာကိုနေရစွန့်ခွာထွက်ပြေးအောင်လုပ်နေချိန်မှာအိန္ဒိယကတော့အဲ့ဒီအကြမ်းဖက်မြန်မာစစ်တပ်ကိုစစ်လက်နက်တွေစစ်သုံးပစ္စည်းအရိယာတွေနဲ့စစ်တင်တန်းတွေကိုဆက်လက်ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ဒါအပြင်အိန္ဒိယဟာရေနံနဲ့သဘာဝအငွေ့စီမံကိန်းတွေမှာသူတို့ရဲ့နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုတွေကနေစစ်အုပ်စုအတွက်အသက်သွေးကြောဖြစ်တဲ့နိုင်ငံခြားဝင်ငွေတွေစီးဆင်းအောင်လည်းလမ်းဖွင့်ပေးထားပါတယ်
မေလ31ရက်နေ့နေ့လယ်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်မောင်ဝဲရုပ်သံသတင်းစီစဉ်တွေကိုနေ့လယ်အနာရီနဲ့ည9:00နာရီချိန်တွေမှာပုံမှန်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်